Nuclear ပိုင်ဆိုင်လာနိုင်မဲ့နိုင်ငံများ Nuclear ပိုင်ဆိုင်ပြီးသားကိုနိုင်ငံအကြောင်းပြောပြီးဆိုတော့နောက်ထပ်ပိုင်လာနိုင်မဲ့နိုင်ငံတွေကိုပြောပြပေးသွားမယ်နော် South Korea မြောက်ကိုရီးယားရဲ့ Nuclear ချင်းချောက်မှုတွေကြောင့်တောင်ကိုရီးယားမှာလည်းကိုယ်ပိုင် Nuclear လက်နက်ပိုင်ဆိုင်တဲ့နယ်လို့တွေးခေါ်တဲ့သူတွေရှိလာနေပါတယ်။ဤပညာပိုင်းအရဆိုရင်တောင်ကိုရီးယားဟာ Nuclear လက်နက်ထုတ်လုပ်နိုင်တဲ့စွမ်းရည်ရှိပါတယ်။ Saudi Arabia ဟာအီရန်နဲ့ဒေသတွင်းပြိုင်ဆိုင်မှုကြောင့်ကိုယ်ပိုင် Nuclear အစီအစဉ်ကိုစတင်ဖို့စိတ်ဝင်စားမှုပြသနေတဲ့နိုင်ငံဖြစ်ပါတယ်။ပါကစ္စတန်နဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိနေတယ်လို့လည်းသတင်းတွေထွက်ပေါ်ပူးပါတယ်။ဘရာဇီးနိုင်ငံဟာ Nuclear စွမ်းအင်အစီအစဉ်ရှိပြီး Uranium တန့်စင်နိုင်တဲ့နည်းပညာလည်းရှိပါတယ်။ဒါပေမဲ့ဘရာဇီးဟာငြိမ်းချမ်းတဲ့ Nuclear စွမ်းအင်အတွက်သာအသုံးပြုမယ်လို့ကတိပြုထားတဲ့နိုင်ငံဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာငြိမ်းချမ်းတဲ့ Nuclear စွမ်းအင်နည်းပညာမှာအဆင့်မြင့်ဆုံးနိုင်ငံတွေကတစ်နိုင်ငံဖြစ်ပြီး Plutonium, Photonium အများပြားလည်းရှိပါတယ်။ဒါပေမဲ့ဂျပန်ဟာ Nuclear လက်နက်ပိုင်ဆိုင်ခြင်းမပြုရဟုသောမူဝါဒကိုကျင့်သုံးထားပါတယ်။သို့သောဂျာမနီဟာလည်းစက်မှုဖွံ့ဖြိုးပြီး Nuclear နည်းပညာအဆင့်မြင့်တဲ့နိုင်ငံဖြစ်ပါတယ်။သို့ပေမဲ့ဂျပန်နဲ့အတူ Nuclear လက်နက်မပြန့်ပွားရေးစာချုပ်ကိုလက်မှတ်ရေးထိုးထားပြီးလိုက်နာတဲ့နိုင်ငံဖြစ်ပါတယ်။သို့သောစစ်ရေးအရအခြေအနေပြောင်းလဲလာပါကထုတ်လုပ်နိုင်ခြေရှိသည်ဟုယူဆနိုင်သည်။တူရကီနိုင်ငံဟာလည်းဒေသတွင်းဩဇာလွှမ်းမိုးမှုတိုးမြင့်လိုတဲ့ဆန္ဒရှိပြီး Nuclear စွမ်းအင်အစီအစဉ်ကိုစတင်နေပါတယ်။အနာဂတ်မှာ Nuclear လက်နက်ထုတ်လုပ်နိုင်စွမ်းရှိလာနိုင်တယ်လို့သုံးသပ်မှုတွေရှိပါတယ်။အီရန်ရဲ့ Nuclear အစီအစဉ်ဟာနိုင်ငံတကာရဲ့အာရုံစိုက်မှုကိုအများဆုံးခံရတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။အီရန်ကငြိမ်းချမ်းတဲ့ရည်ရွယ်ချက်အတွက်သာ Nuclear စွမ်းအင်ကိုအသုံးပြုတယ်လို့ပြောဆိုပေမဲ့အနောက်နိုင်ငံတွေကတော့လက်နက်ထုတ်လုပ်နိုင်တဲ့အလားအလာကိုစိုးရိမ်ကြပါတယ်။ဘယ်နိုင်ငံကအရင်ပိုင်လာမယ်ထင်လဲခမန့်မှာပြောပေးခဲ့ကြပါဦးနော်။နောက်ထပ် knowledge sharing တွေအတွက်လည်း follow ထားလိုက်တော့